6 item ကိုမေးထားတဲ့ brother တွေအတွက်2026 one hit item ကဲဘာညာလေကန်ဝေဖန်ပြီးတော့တွားပြီးတော့စမ်းကြည့်မယ် let's go ကဲ item နဲ့ plan တော့ပြထားတယ်ဘယ်လောက်ထိ damage ထားမလဲ one hit လို့တော့ပြောတာပဲဟိုက legend အိုးယေဟာနှစ်ကောင်လုံး one hit ကြီးကလွန်တာပေါ့အိုး share ကြီး damage ကတော်မိုက်တယ်တာဝါထဲမှာအိုးလိုတာဝါထဲမှာကဲပြောနေရင်ကြားတယ်တိုက်တို့လက်စကိုထုံးစံအတိုင်းပဲတွားပြီးတော့စမ်းမယ် Let's go ဒါဆိုရင်တော့တီးမယ်တိုက်တို့နော်အမရှေ့မှာချောင်းမလုပ်နေရော့အိုးရောဒမ်းမရတကယ်ကြီးဟာရောမဒမ်းမရတကယ်ထွက်တာရောရော brother တို့အိုးလိုရောဖောင်လေးရလေးရောငါတို့ item ကြလိုက်ပြီတင်တော့အိုးဝမ်းရောအိုးရှေ့ရောမလွတ်ပေးအောင်လွတ်ပေးအောင်မနော်ရောအမမျောလေးချက်လေးပေးတာဘာမှမဟုတ်သူမလိုပဲမျောလေးချက်လေးပေးလိုက်တာတိုင်းနော်ကဲဖြစ်နိုင်ကိုအဆုံးလေးကြည့်ရှုပေးတဲ့ကျေးဇူးတင်ပါတယ်ဟိုလေးပန်ဝေကန်သွားလို့ရပါတယ်ကဲ brother တို့ပြောတဲ့ hero တွေကိုကျွန်တော်စမ်းမပေးတာမဟုတ်ဘူးနော်ကျွန်တော်မအားသေးလို့ပါကျွန်တော် hero တဲ့ခေါင်းချင်းစီကိုလိုက်ပြီးတော့စမ်းပေးနေပါတယ်ဒါကြောင့်မလို့စိတ်ရှိရင်နဲ့စောင့်ပေးဖို့တော့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ခင်ဗျာ